ဒါကတော့အိုတူတဲ့ကိုဘိုင်နာအပြာပေါ့နော်အပြာလေးနည်းနည်းထည့်လိုက်တာရိုက်မှာကအဝါရောင်မမအပြာရိုက်မှာဆိုတော့ကျွန်တော်တို့သူ့ဟိုနည်းနည်းအယောင်အစိမ်းရောင်ပဲပြောင်းမသွားအောင်ပေါ့နော်သူတို့ကိုO1 ဖြစ်ဖြစ် O3 ဖြစ်ဖြစ်တစ်ခုကိုရောရမှာပေါ့နော်ဒီလိုစမှာ O2 နဲ့ဘိုင်နာအပြာပေါ့နော်ဒါကတော့ကိုလိုချင်တဲ့အပြာရပြီပေါ့နော်အဲ့တော့ကျွန်တော်အဖြူလေးနည်းနည်းရောလိုက်ဖြူပါလို့ရောရလဲဆိုတော့အဝါရောင်ပေါ်မှာရိုက်မှာမလို့အစိမ်းရောင်ပဲရောက်သွားမှာကြောက်လို့ပေါ့နော်ဒါအဖြူနည်းနည်းရောလိုက်ဖြူနည်းနည်းရောလိုက်ရင်ထွက်လာတဲ့အရောင်ကအရောင်တော့နည်းနည်းလေးနှုတ်သွားမယ်နှုတ်သွားမယ်ဆိုရင်ကိုလိုချင်တဲ့အရောင်ရအောင်ပိုင်းဟာထည့်ပြီးပြန်ဆက်မှာပေါ့နော်တော့တယ်တော့ဒါဟိုနေရာဆက်ထားတဲ့ဆေးဖြူကိုဒီထဲထည့်လိုက်ဒါတော့ဖြူထည့်ပြီးသွားပြီပေါ့နော်အဲ့တော့အယောင်လေးနည်းနည်းနှုတ်သွားတော့ကျွန်တော်တို့ကပိုင်တာနည်းနည်းထည့်ပါတယ်နည်းထည့်ပြီးမှုကြည့်လိုက်မယ်နော်ပြီးတော့မှရင်ပိတ်စာခုပေါ်မှာရင်စမ်းကြည့်အောင်ပါပေါ့သူလိုချင်တဲ့အယောင်မျိုးရအောင်ပေါ့နော်စမ်းကြည့်လို့အဆင်ပြေပြီဆိုမှအင်ကြီးပေါ်ကိုတင်ပြီးရရမှာနော်ဒါတွေကတော့အင်ကြီးပေါ်မှာမရိုက်ခင်ရင်ပိတ်စာလေးပေါ်မှာအဝါရောင်လေးပေါ်မှာရင်ဆေးစမ်းကြည့်ထားတာပေါ့နော်အဆင်ပြေပြီဆိုတော့မှအင်ကြီးပေါ်မှာရရမှာပါဒါတော့ဆေးစမ်းလို့အဆင်ပြေသွားပြီဆိုတော့ကျွန်တော်စာရိုက်တာပေါ့နော်နံပါတ်လေးရိုက်တယ်နော်3ဆိုရင်ကျွန်တော်က73နဲ့တွဲရိုက်လို့ရတယ်တစ်ပေါင်ထဲမှာ73ရှိတော့လေ3ကိုရိုက်ပြီးတော့မှတစ်ပါ73ရိုက်တာပေါ့နော်ဒီကတော့သိတဲ့အတိုင်းပဲပြက်နေတော့ဒီစက်မောင်းပြီးတော့လုံနေရပါတယ်ဒါကတော့ဘိုင်နာအဝါရောင်ရိုက်တာပေါ့နော်အဝါရောင်ကြတော့ကျွန်တော်တို့ကအောက်ကအင်ကြီးအယောင်ကြီးနည်းနည်းရင့်နေတော့O3 ပေါ့ O3 ဘိုင်နာအဝါနိုင်လွန်တို့ရေပေါ့နော်အဲ့ဒါထည့်ထားပါတယ်နော်ဟွာလေးရိုက်ပြီးတော့ပေါ့ကောင်းပြီကြတော့အဖြူကြဘလို့ကြည့်ကောင်းမှာဟုတ်တယ်ဟုတ်ပါလေ3ရောင်အော်ဒီတရားကောင်းတရားဒီမဲ့တရားနေ27စနစ်